မင်္ဂလာပါရှင်ဒီဗီဒီယိုကဆိုလို့ရှိရင်3လပိုင်း28ရက်မန်လေးကလေးရဲ့စိုင်ထဲရတဲ့အခြေအနေလေးကိုဒီ CCTV မှတ်တမ်းကနေပြန်ပြီးတော့မှယူထားတဲ့ဒီ CCTV လေးဖြစ်ပါတယ်မှတ်တမ်းလေးဖြစ်ပါတယ်ဒီ12:50မိနစ်မှာပေါ့နော်57မိနစ်မှာဒီငလင်ကရောက်လာပြီးတော့မှဆိုင်ထဲကပစ္စည်းတွေပြိုပြက်မန်နေလဲကွဲပေါ့ရှင်ဒါတော့ပထမတစ်ချိန်လာတဲ့ငနေလိုင်းပေါ့ရှင်ဆိုင်ထဲမှာဖြစ်ပြနေတဲ့အခြေအနေလေးတွေပေါ့နော်ကန်ကောင်းချင်တော့ဆိုင်ရကလေးတွေလည်းအားလုံးအောက်မှာရှိနေရပြီးတော့အားလုံးလည်းအန်ဒီကင်းပေးရှိနေပါတယ်ရှင်အနည်းတောက်ကြနေပေါ့ဖြစ်ချင်းမှာကျမတို့ဆိုင်ရဲ့အရှိမျက်နှာစာမှန်နေအားလုံးကွဲသွားတဲ့အတွက်ထွက်လို့ကိုမရတဲ့အခြေအနေပေါ့နော်အဲ့ဒါကိုသူတို့ကခဏလေးကြားထဲမှာနားလဲချင်းဆိုင်ရကလေးတွေလည်းအချိန်ယူပြီးတော့မှထွက်နေပါတယ်ဒီအခုကြည့်နေရတဲ့ဒီ CCTV မှတ်တမ်းတော့ဒုတိယအကြိမ်ပေါ့နော်တနာရီနဲ့2မိနစ်မှာဒုတိယအကြိမ်ထပ်လုပ်တဲ့ငလင်မှတ်တမ်းလေးဖြစ်ပါတယ်ရှင်အခုတွေ့ရတဲ့ဗီဒီယိုလေးကတော့ဆိုင်ရဲ့အနောက်ဘက်ခြမ်းပေါ့ရှင်ဆိုင်ရဲ့အနောက်ဘက်ခြမ်းပထမအဦးဆုံးငလင်ဖြစ်တဲ့အခါမှာCCTV မှတ်တမ်းရဲ့မှတ်တမ်းအရာတွေ့တဲ့ဟာလေးတွေအကုန်လုံးကျမကမှတ်တမ်းကနေစုပြီးတော့မှပေါ့နော်အဲ့ဒါလေးတွေကိုဘဟုတုတအနေနဲ့မျှဝေခြင်းဖြစ်ပါတယ်ရှင်ဒီဥစ္စာလေးကထဲလေးလည်းအကုန်လဲပေါ့နော်ဒီစင်နေလဲတော်ဒီလို့အနောက်ကနေဆွဲထားလို့စင်နေမပြိုတာပေါ့နော်ဒါပေမဲ့အခြေအနေကတော့အရန်ကိုဆိုးပါတယ်ပုံမှန်ဆိုရင်လောက်ကိုလှုပ်လို့မရတဲ့နေရာတွေအခုကလုံးဝနေရာတွေရွေ့ပြီးတော့မှဖြစ်သွားတဲ့အခြေအနေပေါ့ရှင်ဒါပထမငလင်မှာပေါ့နော်ပြီးလို့ရှိရင်ဒီအခုတွေ့နေရတဲ့ CCTV မှတ်တမ်းဒုတိယတစ်ချိန်တနာရီနဲ့မိနစ်မှာထပ်လုပ်တဲ့ CCTV မှတ်တမ်းလေးဖြစ်ပါတယ်ရှင်ဟုတ်အခုတွေ့ရတဲ့မှတ်တမ်းလေးကတော့ဆိုင်အရှိရဲ့အနေထားပေါ့ရှင်ဆိုင်ရှိငလင်စလောက်တာနဲ့အခုတွေ့ရတဲ့ကလေးမလေးတွေကဆိုင်ဘေးကပေါ့နော်ဒီမှာမှန်နေချက်ချင်းကိုကွဲသွားပါပြီလှုပ်ချင်း10မိနစ်မရှိပေါ့နော်စက္ကန့်ပိုင်းအတွင်းမှာရှေ့ရမှန်နေအကုန်ကွဲကြသွားပါတယ်ဒါကတော့အရှိမျက်နှာစာရဲ့ CCTV မှတ်တမ်းကနေရတဲ့မှတ်တမ်းတချို့လေးပေါ့ရှင်အခုထပ်တွေ့နေရတဲ့ CCTV မှတ်တမ်းကတော့ဒုတိယတစ်ခါထပ်လုပ်တဲ့ငလင်မှတ်တမ်းပေါ့နော်ဒုတိယတစ်ခါထပ်လုပ်ပြီးဆိုင်ကတစ်ခါထောင်ပြီးဒုတိယတစ်ခါပြန်လဲတော်လေးကိုအခြေအနေဆိုးပါတယ်လမ်းမှာကိုရိုးကြီးပေါ့နော်ကျမတို့ဆိုင်ရဲ့မျက်စောင်းထိုးရဲ့တိုက်3ထပ်တိုက်ဆိုလဲပြိုကျသွားပါတယ်နောက်ထပ်ဒီဘက်ညဘက်ချမ်းကတိုက်တယ်ဆိုလဲဆောင်းသွားပါတယ်အချိန်ကြီးကတော်ကိုဆိုးပါတယ်ဆိုင်တွေကတော့ကန်ကောင်းထမဆွာနဲ့ပဲမပြိုပေါ့နော်ပစ္စည်းတွေလေးတွေတော့ရှိပါတယ်ရှင်ဟုတ်ဒီဗီဒီယိုလေးကတော့ဒီအပေါ်ဘက်ချမ်းကနေရိုက်တဲ့ CCTV မှတ်တမ်းလေးပါရှင်အခုကပထမဆုံးလုပ်နေတဲ့နေတယ်ပေါ့နော်တော်ကိုလုပ်နေပါတယ်တော်ကြီးကိုစိုးတဲ့နေတယ်ပေါ့နော်ဒါပထမတစ်ချိန်ပါရှင်ပထမတစ်ချိန်
ခုတွေ့ရတဲ့ဒီမှတ်တမ်းလေးကတော့ဒုတိယတစ်ချိန်လာတဲ့ငလင်ရဲ့မှတ်တမ်းပေါ့ရှင်ဒုတိယချိန်လာပါတော့မယ်နော်ဒုတိယချိန်မှတ်တမ်းလေးပါရှင်ငလင်ထပ်လာတာပထမတစ်ချိန်နဲ့အချိန်လေးခြားသွားတယ်ပေါ့ရှင်10မိနစ်ကျော်ပေါ့နော်10မိနစ်ကျော်လောက်ခြားသွားပါတယ်17မိနစ်လောက်ပေါ့ရှင်